ပြိုစစ်မစစ်အလွယ်တကူကြည့်လို့ရတဲ့နေ့ကိုဒီနေ့ပြပြပေးမယ်ကဲခေါင်းကြီးတို့ရှင်တို့ရဲ့ကောင်မလေးဒီတကယ်အပြိုစစ်လားမစစ်လားဆိုတော့ဒီနေ့တွေနဲ့ကြည့်ပြီးတော့သိနိုင်တယ်အခုခေတ်မှာကြတော့ဖျားစုအပြိုတွေကအရန်များလာတယ်အပြိုအမိခံတွေပေါ့နော်သူတို့ကဘာနဲ့တူလဲဆိုကာရှိုရွနဲ့တူတယ်ကာရှိုရွမှာကြတော့ကွာကားတွေကအလှတော့ပြထားပါရဲ့ဒါပေမဲ့စမ်းပေါင်းကြီးတဲ့သူနဲ့ကင်ကြီးတဲ့သူနဲ့ဘော်ဒီလှမလှတာချင်းကျင်တဲ့သူတွေနဲ့ဆိုတော့သူတို့ကဘာလို့ပြောရမလဲကွာကား brand new တော့ brand new ပဲဒါပေမဲ့ဘာလို့ပြောရမလဲအများသုံးလေးဖြစ်နေတဲ့အခါကျတော့ကိုသုံးမဲ့ကာ0ကီလိုလားဒါမှမဟုတ်ကီလိုဘယ်လောက်ထိရောက်နေလဲဆိုတာကိုသိနိုင်ဖို့အတွက်ကိုအလွယ်တကူခွဲခြားလို့ရတဲ့နည်းကိုဒီနေ့ပြပေးမယ်โอเคပထမဆုံးတစ်ချက် main ကလေးတယောက်လမ်းလျှောက်သွားရင်သူ့ရဲ့ body အချိုးဆောက်ကြီးနိုင်တာနဲ့သိနိုင်ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ခြေမျက်စိမဲတာခြေမျက်စိနဲ့အသားရောင်ကတခြားသည်ဖြစ်နေတယ်ဆိုတော့ဒါလုံးဝအပြူမစစ်တော့ဘူးเนาะဒါဘလို့ဒါရဲ့အချိုးကြလဲဆိုတာနောက်ပြီးထပ်ပြောပြမယ်เนาะဒါဒုတိယအနှစ်ချက်အနေနဲ့ပတ်ထားနောက်အချက်တွေကြတော့ဒူးကောင်းမဲတာခြေတလုံးကြည့်ရလက်အစစ်ကလေးတွေညိုနေတာဒီအချက်တွေကြည့်ပြီးလဲသိနိုင်တယ်နောက်တတိယအချက်ကကြတော့လမ်းလျှောက်တဲ့ခါကျရင်ခန္ဓာကိုယ်ကနှိမ့်တုံမြင့်တုံနဲ့စီးချက်ညီညီနဲ့ဒါရှောက်တတ်တဲ့လူတွေဆိုရင်တော့ဒါတတိယအနေနဲ့ကအပြိုးစစ်တယ်လို့သတ်မှတ်လို့ရတယ်နော်အဲ့တော့အခုခေတ်ကကြတော့သိရမလားစစ်လားမစစ်လားဆိုတော့လှန်ကြည့်လို့ရရလည်းမဟုတ်ဘူးလေအဲ့တဲ့အခါကျတော့ယောက်ျားလေးတွေဂျင်းမိမှာဆိုလို့ကျမပြောပြပေးတာနော်နောက်ထပ်၄အချက်နေနဲ့ကြတော့မျက်လုံးအပြိုစစ်စစ်မိန်းလေးတွေကကြတော့ယောက်ျားလေးတစ်ယောက်တစ်ဖက်သူ့ကိုကြည့်တဲ့အခါကျရင်စူးစူးရဲမကြည့်ရဘူးသူတို့ကဒီတိုင်းလေးပေါ့နော်ဘယ်လိုပြောရမလဲကြည့်နော်သူဖက်လည်းရှက်တဲ့ပုံစံလေးနဲ့အဲ့လိုမျိုးပုံစံမျိုးအနေထားလေးပေါ့နော်ခန္ဓာကိုယ်အမူအရာလေးအဲ့လိုမျိုးရှိတယ်ဆိုရင်ဒါကနောက်တစ်ချက်အနေနဲ့အပြိုစစ်တယ်လို့သတ်မှတ်လို့ရတယ်ဘာဖြစ်လို့ဆိုယောက်ျားလေးတည်နဲ့မပတ်သက်ဘူးတဲ့မိန်းကလေးတော်တော်များများဟာသူကတစ်ဖက်စန့်ကျင်ဘက်လူသူတို့ကမကြည့်ရဘူးเนาะမကြည့်ရဘူးအဲ့အတွက်ကိုသူတို့ဒါကတော့အပြိုစည်းထဲမှာဝင်တယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကကြတော့ပြောရင်တူတူလေးပြောနေရလို့ဟန်ပန်လေးနဲ့အေးစစ်စစ်ညင်ညင်လေးကာလာတုံးလေးကိုညီညီပြောနိုင်နေဆိုရင်တော့ဒါလည်းအပြိုစည်းထဲမှာပါသေးတယ်ငါတို့လူပေါ့ဟဲ့တော့နေမကြောက်လို့ဟာဒါဆိုရင်တော့နင်တို့တိတိုက်တော့ငါနင်တို့အပြိုလို့မပြောဘူးเนาะငါကလေး၄ယောက်မေတခါလေးပြောထားတာခွေးတောင်းစားတွေเนาะဒါဆိုရင်တော့စပါပြောတဲ့အချက်လေးတွေမှာကိုကောင်မလေးဒီပါနေရဆိုရင်တော့ဒါအပြိုစည်းနဲ့ထိတ်လို့ရတယ်နော်ဒါကတော့ခေါင်းကြီးကြီးပြောပြတဲ့အပြိုစစ်မစစ်ကိုမျက်လုံးနဲ့ကြည့်ရတဲ့ခွဲခြားသိဉာဏ်လေးတွေကိုတခြားညုကီတို့လည်းဘခုတုတအနေနဲ့ပြောပြပေးတာ